ကဲအားလုံးပဲမင်္ဂလာပါဦးနိုင်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာဦးနိုင်73ချိန်မြောက်ပေါ့နော်ဒါဦးနိုင်ရဲ့ပထမ like ကလေးပါဒီ like ကလေးကို share လို့ရတဲ့မိတ်ဆွေတွေက share ပေးလိုက်ကြပါဦးနိုင်ပြတဲ့ like ထဲကနေပြီးတော့ပေါက်ကနန်းလေးများပါခဲ့မယ်ဆိုရင်တခြားသူတွေမြင်တော့လေပေါက်တော့အတူတူပြောရတာပေါ့လေနော်ကဲဟုတ်ပြီဦးနိုင်တို့ဒါ like ကလေးကိုလူလေးစောင့်ရင်းနဲ့ဖြည်းဖြည်းချင်းလေးစပြီးပြတာပေါ့နော်လူလေးစောင့်ရင်းနဲ့ဖြည်းဖြည်းချင်းပြတာဆိုတော့ဦးနိုင်တို့ဒါလေးတွေကဒီပွဲအတွက်ကိုပေါ့နော်ဒါဖော်မွေး site ကလေးတွေပေါ့ဖော်မွေး site ပေါ့နော်ဖော်မွေး site အဲ့ဒါကိုဒုတိယလိုက်ကြမှာဦးနိုင်ရှင်းပြမယ်အခုပထမလိုက်မှာဦးနိုင်ကဘာကိုပြချင်တာလဲဆိုတော့ဦးနိုင်တို့ပထမလိုက်မှာတို့အရင်တော့ကဦးနိုင်ပြခဲ့ဘူးတဲ့ကနန်းလေးတစ်ခုကိုဦးနိုင်ပြချင်တာပေါ့နော်ပြချင်တာဆိုတော့ကျတော့ဒါလူလေးဆောင်ရင်းနဲ့ဦးနိုင်ဒါလေးကိုအရင်ရှင်းပြလိုက်မယ်လွန်ခဲ့တဲ့3ချိန်မြောက်လောက်ကပေါ့နော်ဒါရှစ်က9လုံးကြပြီဆိုပြီးဒါဦးနိုင်ပြခဲ့တဲ့ line လေးပေါ့အဲ့ဒါလေးကိုဒါဒီပွဲမှာသတိဖော်ပေးနေနော်ဒါလေးကိုပြန်ပြပေးမယ်လူလေးဆောင်ရင်းနဲ့ပေါ့နော်အဲ့တော့ဒီ line ကလိုင်းကြီးကတော့စီးချက်ဝါချက်တွေကရိုက်ထားတာကစားတာတွေအများကြီးပဲရှိတယ်ဒီသုံးလုံးပေါင်းချင်းခွန်ရှေပေါင်းခွန်နဲ့ဒီထိပ်စီးနဲ့ခွန်လိုင်းကကြောက်ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်ဒီထိပ်နဲ့ဒီရှေပေါင်းနဲ့ခွန်လို့ကစားတယ်ပေါ့နော်အဲ့လိုကစားပြီးတော့မှဒီသုံးလုံးကို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 ဆိုပြီးတော့သူကကိုတွေပြန်ခွေတာခွန်တွေခွေပြီးတော့ကိုတွေခွေတယ်ဒုတိယအကတ်မှာလည်းအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခွန်ရှေပေါင်းနဲ့ထိပ်စီးနဲ့ခွန်ထိပ်စီးနဲ့ရှေပေါင်းနဲ့ခွန်လို့ကစားပြီးတာနဲ့ဇောင်းပေါင်းချင်းကိုခါပေါင်းချင်းပို့ခါတောင်သုံးလုံးပေါင်းချင်းကိုဒီသုံးလုံးပေါင်းချင်းကိုလို့သူကစားတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကတ်မှာလည်းအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းချင်းခွန်ရှေပေါင်းနဲ့ထိပ်စီးနဲ့ခွန်ထိပ်စီးနဲ့ရှေပေါင်းနဲ့ခွန်ဇောင်းပေါင်းချင်းကိုခါသုံးလုံးပေါင်းချင်းကိုခါသုံးလုံးပေါင်းချင်းကိုဒီသုံးလုံးပေါင်းချင်းကိုလို့ကစားတယ်ပေါ့နော်ကဲအဲ့လိုတွေကစားပြီးတာနဲ့ frame တွေတည်လိုက်တယ်အဲ့ဒီလိုတွေတည်ပြီးတာနဲ့ဦးနိုင်တို့ဘယ်လိုကစားခြင်းလဲဆိုတော့နော်ဦးနိုင်တို့ဒီခါသုံးလုံးကိုခါသုံးလုံးကိုလို့ဖြစ်တဲ့နှစ်မှာဒီထိပ်ရယ်ခါရယ်နော်ခွန်ရယ်နှစ်ရယ်ဒီကကိုနောက်ပဲရယ်ဒီသုံးလုံးပေါင်းချင်းကပုံသေး8လို့ကစားခဲ့တယ်နော်ဒီမှာလည်းအဲ့လိုပဲခါသုံးလုံးပေါင်းချင်းကိုခါသုံးလုံးပေါင်းချင်း6လို့ကစားတဲ့အချိန်မှာ9ရယ်4ရယ်5ရယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်းကလည်း8လို့ကစားခဲ့တယ်တတိယအကမှာလည်းဦးနိုင်တို့အဲ့ဒီလိုပဲဒီသုံးလုံးပေါင်းချင်းကိုဒီသုံးလုံးပေါင်းချင်း6လို့ကစားခဲ့လို့ဒီမှာဒီ1ရယ်3ရယ်ခွန်ရယ်ဒီသုံးလုံးပေါင်းချင်း8လို့ကစားခဲ့တယ်ကဲဟုတ်ပြီအဲ့ဒီလို8လို့ကစားခဲ့တဲ့အတွက်နော်အဲ့ဒီလို8လို့ကစားခဲ့တဲ့အတွက်ဦးနိုင်တို့ဒီမှာ8လို့ကစားခဲ့တဲ့အတွက်တဲ့အဲ့ရသူတို့တကူချင်းလေးဘယ်လိုရှင်းပြမလဲဆိုတော့နော်အဲ့ဒီခါသုံးလုံးပေါင်းချင်း8လို့ကစားခဲ့တဲ့အတွက်ဒီပရိတ်6ကဒီသုံးလုံး6ဒီသုံးလုံး6လို့ဖြစ်လို့ဇောင်းပေါင်းချင်း8ဒီဒီ6ဒီဇောင်းပေါင်းချင်း8ဒီဒီဘက်နှစ်မှာ6ဒီ8လုံးကြမယ်နော်6က8လုံးကြမယ်ဆိုတော့ဦးနိုင်တို့ဒီမှာ1လုံး2လုံး3လုံး4လုံး5လုံး5လုံးပြောနေနေမှားကုန်တော့ဒီ3လုံးပေါင်းချင်းဟာ8မို့လို့8ကဒီမှာ1လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံးဆိုပြီးသူကကြတယ်နော်ဟုတ်ပြီ8က9လုံးကြမယ်ဆိုတော့ကိုဟာနဲ့ကိုပြရင်လည်းခဏလေးဥနိုင်ခဏလေးဒါလေးနည်းပြန်ဟွာလောက်လိုက်မယ်မျက်မှန်လေးကတက်လိုက်မယ်ဟောပြီးလာပဲမျက်မှန်လေးတက်လိုက်မယ်ဆို6ကဒီမှာ1 2 3 4 5 6 9လုံးဟုတ်တယ်နော်ကဲရပြီမျက်မှန်တက်လိုက်မှပဲမြင်ရတော့တယ်ကဲဒီ3လုံးပေါင်းချင်း8နော်အဲ့3လုံးပေါင်းချင်း8ကအလုံးရေဒီ6ဒီ6ကြောင့်6ဒီ8လုံးကြမှာ6ဒီ8လုံးကြမှာဆိုတော့ဦးနဲ့တူလိုက်ပြီးကြည့်လိုက်ပေါ့နော်
ဒီမှာ6ကဒီမှာ2လုံးနော်2လုံးဒီမှာ3လုံး3လုံးပြီးတော့ဒီမှာ4လုံး5လုံး6လုံး6လုံးဒီမှာ9လုံးနော်6ဒီ9လုံးလို့ကြာပြီနော်6က9လုံးဟုတ်ပြီဒုတိယအကတ်မှာလည်းအဲ့လိုပဲဦးနိုင်တို့ဇောင်းပေါင်းချင်းပုံသေး8လို့ဖြစ်တယ်ဒီခွန်ကဒီ3လုံးခွန်ဒီ3လုံးခွန်လို့ဖြစ်ခဲ့တဲ့အတွက်ခွန်ဒီဘက်နှစ်မှာတော့9လုံးကြမယ်နော်ဒီမှာ1လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံးလို့ကြတယ်သူ့အောင်မှာမရှိတော့ဘူးเนาะဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာလဲအဲ့လိုပဲဒီ3လုံးကပုံသေး8လို့ဖြစ်ခဲ့တယ်ဖြစ်ခဲ့လို့ဒီပရိတ်8ဒီ3လုံး8ဒီ3လုံး8လို့ဖြစ်ခဲ့လို့8ဒီเนาะ8ဒီဒီနေ့ထဲမှာဦးနိုင်တို့က9လုံးလို့ကြားရမှာဟုတ်เนาะ8က9လုံးလို့ကြားရမှာဆိုတော့8ကအခုမှကြားတာဒီဩမျက်မှန်မှာပါပဲနဲ့ရည်တော့အကုန်လုံးတလွဲတွေဖြစ်နေเนาะ1လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံးဒီမှာဒီ6က9လုံးကဒီနှစ်ထဲကိုရည်ရမှာဒီမှာ1လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံးဆိုပြီးဒီမှာကြတာเนาะဒီခွန်ကဒီခွန်လို့ဖြစ်လို့ဒီနှစ်ထဲမှာခွန်က9လုံးရည်ရမှာ1လုံး2လုံး3လုံး4လုံး5လုံးနော်6လုံးဒီမှာနှစ်ပိတ်မှာ1လုံး9လုံးဆိုပြီးသူကကြာတာနော်အခုဒီ8ကလည်းအဲ့လိုပဲဒီ8လို့ကစားခဲ့လို့မို့8ကဒီနှစ်ထဲမှာ9လုံးကြာမှာ9လုံးကြာမှာဆိုဦးနိုင်တို့ကဒီမှာ8ကဒီနားမှာဒီမှာစကြတယ်ဒီမှာ1လုံးဒီမှာ2လုံးနော်8က2လုံးပဲလာတယ်ဆိုတော့သူက8က5လုံးကြံတာ8 5လုံးကြံတယ်နော်ဒီမူကနော်ဒီမူဒီ8ဒီ5လုံးကြံတယ်ပေါ့နော်ဒါ8က5လုံးကြံတယ်ဒါလူဆောင်ရင်းနဲ့ဒါဖြည်းဖြည်းလေးချင်းပြန်နှွေးပြတာဦးနိုင်ဟိုးပထမလိုက်တွေမှာပြခဲ့ပြီးသားဟုတ်ပြီအဲ့တော့ရှင်5လုံးကြံတယ်ဆိုတော့ထားလိုက်တော့အဲ့တော့ရှင်5လုံးကြံတာကဒါတက္ကဏပေါ့ပြီးပြီအဲ့တော့ဒီဘွဲမှာအခုပြချင်တာကဝမ်းချင်းလေးနဲ့ကစားကွက်လေးတစ်ခုကိုပြတယ်နော်ဝမ်းချင်းလေးနဲ့ကစားကွက်လေးတစ်ခုပြချင်တာဆိုတော့ဦးနိုင်တို့ဒီမှာနော်ဝမ်းချင်းလေးနဲ့ကစားကွက်လေးတစ်ခုပြချင်တာဆိုတော့ကြတော့ဘယ်ဟာလေးကိုပြရမလဲဆိုတော့ဒါလေးကတော့ဒါအနိကအကွက်ရွှေ့ဆိုင်လေးပေါ့နော်ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း4ဒီနှလုံး4လို့သူကပုံသေးကစားတာတနစ်ချားတယ်ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း4နော်ဒီနှလုံး4လို့သူကကစားတာ9နဲ့9နဲ့နော်တနစ်ချားတယ်ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း4ဒီနှလုံးပေါင်းချင်း4လို့သူကပုံသေးကစားတာပေါ့နော်8နဲ့4နဲ့ကစားတာတနစ်ချားကစားတဲ့ကွက်ပေါ့နော်အဲ့တော့ကောင်းပြီဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း4ဒီလို4လို့ဖြစ်လိုက်လို့သူ့ရဲ့နောက်တစ်နှစ်မှာနော်သူကနှစ်ခါလို့ဖြစ်တယ်နှစ်ခါလို့ဖြစ်တယ်သူ့ရဲ့ဇောင်းမှာဗရိတ်8လို့ဖြစ်တယ်နှစ်ခါဗရိတ်8လို့ဖြစ်တာနဲ့သူ့ရဲ့ဒီဇောင်းကကနန်းဒီကနန်းဒီနောက်တစ်နှစ်ကိုသူကလိုက်ကစားတယ်ဒီကနန်းဒီနောက်တစ်နှစ်ကိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်ဒီကနန်းကဒီကိုဝမ်းချင်းနော်ဒုတိယအကမှလည်းအဲ့လိုပဲဒီ3လုံး8ဒီ3လုံး4ဒီနှလုံး4လို့ကစားလို့ဒီဘက်နှစ်မှာဒီကနှစ်ခါဗရိတ်8လို့ပြန်ဖြစ်တယ်သူ့ရဲ့ဒီဇောင်းကဒီကနန်းဒီနောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဒီကနန်းကဒီကိုထွက်ပြီးတာနဲ့သူ့အောက်မှာလည်းအဲ့ဒီကနန်းကဝမ်းချင်းလို့ကစားတယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဒီ3လုံးက8ဒီ3လုံးက4ဒီနှလုံးက4အဲ့လိုပြလို့ဒီဘက်နှစ်မှာလည်းအဲ့လိုပဲဒီမှာနှစ်ခါဗရိတ်8နှစ်ခါဗရိတ်8သူ့ရဲ့ဇောင်းကနန်းဒီကနန်းဒီမှာလာထွက်ပြီထွက်တော့အခုဒီနေရာလေးမှာဒါဦးနိုင်တို့က933ဆိုတဲ့ကနန်းဝမ်းချင်းတနည်းပေါ့နော်933ဝမ်းချင်းကဒီဟာတနည်းဟုတ်ပြီနောက်တနည်းကကြတော့ဦးနိုင်တို့ဒီနားမှာဒါစီးစောတွေတော့မပြတော့ဘူးပေါ့နော်ဒီကနန်းဒီသူ့အောက်ကိုဝမ်းချင်းနော်1 2 3 4ပဲ4နှစ်မှာဒီကနန်းဒီမှာဝမ်းချင်းနော်1 2 3 4နှစ်မှာဒီကနန်းဒီမှာဝမ်းချင်းအဲ့ဒါလဲ933ဝမ်းချင်းပဲနော်ဒီကနန်းကလည်းဒီမှာဝမ်းချင်းကစားတယ်ဒီကနန်းကလည်းဒီမှာဝမ်းချင်းကစားတယ်ဒီကနန်းကလည်းဒီမှာဝမ်းချင်းကစားတယ်ဒါလဲ933ဝမ်းချင်းခုနပြခဲ့တဲ့ဒီ8နဲ့4နဲ့ဖြစ်စဉ်တော့ဒီဘက်နှစ်မှာနှစ်ခါဗရိတ်8သူ့ဆောင်ကကနန်းနောက်တစ်နှစ်ကိုပို့ပြီးဒီကနန်းအောက်ကိုဝမ်းချင်းနှစ်ခါဗရိတ်8နော်သူ့ရဲ့ဆောင်ကနန်းဒီကနန်းဒီနောက်တစ်နှစ်ကိုပို့တယ်ဒီကနန်းဒီသူ့အောင်ဝမ်းချင်းဒီမှာလဲနှစ်ခါဗရိတ်8သူ့ရဲ့ဒီဆောင်ကနန်းဒီကနန်းဒီနောက်တစ်နှစ်ကိုပို့တဲ့အတွက်ဒီကနန်းဒီမှာဝမ်းချင်းအဲ့တော့933ဝမ်းချင်းက2မျိုးရှိတယ်2မျိုးရှိတယ်ဆိုတော့ကြတော့အဲ့933ဝမ်းချင်းနဲ့
ကစားကွက်လေးတစ်ခုကိုဒါဥနိုင်ကဒီပွဲမှာပြခဲ့မယ်နော်အဲ့တော့ဥနိုင်ကလင်နာလေးခဏလေးနှံလိုက်အောင်မယ်ကဲဟုတ်ပြီအဲ့တော့ဒါလေးကလေးကက်စီလေးနဲ့ပေါ့နော်လေးကက်စီလေးနဲ့ဒါဥနိုင်ရကစားပြမှာလေးကက်စီလေးနဲ့ကစားပြမှာဆိုတော့ရိုးရိုးလေးတွေးလိုက်မယ်ဆိုရင်ကတော့နော်ရိုးရိုးလေးတွေးလိုက်မယ်ဆိုရင်ကတော့သူကဟိုဟာလေးပေါ့ပြောမယ်ဆိုရင်လေရိုးရိုးလေးတွေးလိုက်မယ်ဆိုရင်သူကဒါလေးလာမှာနော်ရိုးရိုးလေးတွေးလိုက်မယ်ဆိုလို့ရင်ဒီမှာဥနိုင်တို့ဒီမှာရိုးရိုးလေးတွေးကြည့်လိုက်934 933ကဲဒီနေရာလေးမှာတို့ကဒါ932ဆိုပြီးတော့ဒါတို့ငယ်ငယ်တော့စီနီယံကစားကွက်လေးပေါ့934 933 932ဒီမှာလဲ435 335 235ဆိုပြီးတော့ဒီလိုလေးဖြစ်ရှင်တာဒီလိုလေးဖြစ်ရှင်တာအဲ့လိုလေးဖြစ်ရှင်တာကိုမှ तू ကအနီးကပ်လေးရောအဝေးဆိုင်လေးရောဥနိုင်ကပြပေးမှာနော်အနီးကပ်ရောအဝေးဆိုင်ရောပြပေးမှာဆိုတော့အဲ့932ဆိုတဲ့ကဏ္ဍဒီမှာဒီ352ဆိုတဲ့ကဏ္ဍအောင်ခဲ့တယ်ဆိုရင်နောက်ပွဲမှာ96ခွန်းဆိုတဲ့ကဏ္ဍသူကစားလိုက်ရုံပဲပေါ့နော်အဲ့ဒါဥမာ၄ကက်စီးလေးနဲ့နော်၄ကက်စီးလေးနဲ့ဥနိုင်ရဲ့အတွေးကလေးကိုဒါဥနိုင်ကစားပြမှာပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ကစားမယ်ဆိုတော့ပထမဦးဆုံးဥနိုင်တို့ဒီမှာရှေပေါင်းချင်း9လို့စပြီးတဲ့မှာရှေပေါင်းချင်း9သူ့ရဲ့ဘေးကနေရှည်လိုက်1 2 3 4 5 6 9ပင်ရဲ့အောက်မှာလဲရှေပေါင်း9လို့တဲ့တယ်နော်သူ့ရဲ့ဘေးကနေရှည်လိုက်1 2 3 4 5 6 9ပင်ရဲ့အောက်မှာလဲရှေပေါင်း9လို့တည်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီမှာ1 2 3 4 5 6 9ပင်ရဲ့အောက်မှာလဲရှေပေါင်းချင်း9လို့သူကတည်တယ်ကဲဟုတ်ပြီဒါဆိုရင်ဒီရှေပေါင်း9ကတိသူက4ချက်ကစားခဲ့တယ်ဒီရှေပေါင်း9 4ချက်ကစားခဲ့တာဒီရှေပေါင်း9ကိုသူ့ရဲ့တပွဲကြောမှာလဲရှေပေါင်း9လို့သူကပြန်ကစားတယ်ဒီရှေ9ကိုရှေ9လို့ပြန်ကစားတယ်ဒုတိယအကန့်မှာလဲဒီရှေ9ကိုတပွဲကြော်မှာရှေ9လို့ကစားတယ်တတိယအကန့်မှာလည်းရှေပေါင်း9ကိုရှေပေါင်း9လို့သူကစားခဲ့တယ်အခုစတုထအကန့်မှာလည်းဒီမှာရှေပေါင်း9ကစားပြီးပြီသူ့ရဲ့တပွဲကြော်မှာရှေပေါင်း9လို့ဒါဥနိုင်ကစားနေတာဒီ9လို့ကစားဖို့အတွက်ကိုဒီနေရာမှာအလုပ်တစ်ခုလုပ်ခဲ့ရမယ်ဂျားထဲမှာနော်ကဲဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ကြည့်မယ်ဒီရှေပေါင်း9ဒီမှာရှေပေါင်း9ကလို့မကစားခင်မှာဒီဂျားထဲမှာသူကဘာလုပ်ခဲ့ရမလဲဆိုတော့နော်သူ့ရဲ့အပေါ်မှာရှိတဲ့63ည63ညဒီ36လို့သူကလှန်ကြမှာ63ညရှည်တွဲဒီ36ဆိုပြီးတော့လှန်ပြီးတော့ကြမှာရှည်တွဲနော်ဟုတ်ပြီဒါဆိုရင်ဒီ9ကလည်းဒီ9လို့ကြမဲ့အချိန်မှာသူ့ရဲ့အပေါ်မှာရှိတဲ့3ည1ကဒီမှာ1 3ညလို့သူကလှန်ကြမှာနော်3ည1က1 3ညလို့လှန်ကြမှာကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယအကဒီ9လို့မကြခင်မှာဒီမှာလဲ63က36လို့ရှေ့တွဲသူကလှန်ကြမှာကဲဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီမှာရှေပေါင်း9ကိုကြပြီရှေပေါင်း9ကြတော့ဒီနေရာမှာရှေပေါင်း9ကစားဖို့အတွက်ကိုဒီမှာရှိတဲ့3ည9က9 3ညကဒီမှာ3ည9လို့သူကလှန်ကြမှာ9 3ညသည်3ည9လို့သူကလှန်ကြမှာဒါ3ည9ရှေ့တွဲရပြီနော်ကဲဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ကကစားခွက်တစ်ခုကိုကစားတည်တော့မှာပေါ့နော်ဒီ9ကစားဖို့အတွက်ကိုဒီ6 3ညက3ည6လို့လှန်ကြပြီးတာနဲ့ဒီနှလုံး8နဲ့ဒီ6နောက်ပိတ်နဲ့ဒီ4เนาะဒီနှလုံး8နဲ့ဒီ6နောက်ပိတ်နဲ့ဒီ4 3ည1က1 3ညလို့လှန်ကြပြီးတော့ဒီရှေ9လို့ကြမယ်ဒီနှလုံး9နဲ့4နောက်ပိတ်နဲ့က3เนาะဒီ9လို့ကြမယ်ဒီ6 3က3 6လို့လှန်ကြတဲ့အချိန်မှာဒီနှလုံး2နဲ့3ညနောက်ပိတ်နဲ့2 4 3 2ဒီ9လို့ကြမဲ့အချိန်မှာဒီ9 3ည3ည9လို့လှန်ကြပြီးတော့ဒီနှလုံး9နဲ့2နောက်ပိတ်နဲ့မှာ1လို့ဖြစ်မှာဆိုတော့ဒါ4 3 2 1ဆိုတဲ့ကစားကွက်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ तू ကတခါနဲ့အပြီးပါတာတခါနဲ့ဘယ်လိုပြီးပါလဲဆိုတော့ဥနိုင်တို့ကဒါနှစ်ပွဲဆက်ကနန်းဆိုတော့ကြတော့เนาะဒါစိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့ဒီ6 3ညက3ည6လို့လှန်ကြပြီးတာနဲ့ဒီ3လုံးပေါင်း4လို့ तू ထည့်ခဲ့တဲ့တန်စင်4တန်စင်ဒီ3လုံးပေါင်း4ဒီဒီကနန်းကဒီလိုလဲလှန်ကြပြီးတော့နောက်ပွဲမှာဒီ3လုံးဒီရှေ့9လို့ကြမဲ့ချိန်မှာဒီ3လုံးပေါင်း4ကဒီ3လုံးပေါင်း4လို့ကစားမှာနော်ဒီ3လုံးပေါင်း4ဒီဒီ3လုံးပေါင်း4လို့ကစားပြီးတာနဲ့ရှစ်ထိတ်လို့ရမယ်ရှေ့9ဆိုတော့ခွန်ခါရမယ်အဲ့ဒီအချိန်မှာဒီ3လုံး4ကိုဒီ3လုံး4လို့ဖြစ်ပြီးတာနဲ့9ရဲ့ခွန်ရဲ့2ရဲ့လည်း4လို့ပြန်ထည့်လိုက်တော့ဒီမှာတကွက်ထည့်ရတာ
အဲ့တော့ဒီကနန်းအောင်ရင်ဒီကနန်းအောင်တယ်နှစ်ပွဲဆက်ဒုတိယကမှလည်းဥနိုင်တို့အဲ့ဒီလိုပဲနော်ဒီ3ည1က1 3ညလို့လှန်ကြတဲ့အချိန်မှာဒီနှလုံး6နဲ့4နောက်ပိတ်နေတာ3 4ပြီးတော့3လာတာနော်4ပြီးတော့3အဲ့ဒီ3လို့လာတဲ့အချိန်မှာဒီ3လုံး3ကြောင့်ဒီ3လုံး3လို့ဖြစ်တော့မဲ့အချိန်မှာနှစ်ထိပ်ဒီရှေပေါင်း9ကရှေပေါင်း9လို့ကြမဲ့အချိန်မှာ3ခါအဲ့ဒီတော့ဒီ3လုံး3ကိုဒီ3လုံး3လို့ကစားပြီးတာ ਨੇ 8ရ6ရ9ရလဲ3လို့ကစားလိုက်တဲ့အတွက်ကို1 3ညလေးထွက်ပြီးတာ ਨੇ 2 3ကို1ဆက်ပဲကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကတ်မှာလဲဒီရှေပေါင်း9လို့ကြဖို့အတွက်ကိုဒီ6 3တွဲက3 6လို့လှန်ကြတယ်ကြပြီးတာ ਨੇ ဒီ3လုံးပေါင်းချင်းဒီ2 4 3 2နော်2အဲ့တော့ဒီ3လုံးပေါင်း2ကိုဒီ3လုံးပေါင်း2လို့ဖြစ်တယ်3ထိပ်ဒီ9ကဒီ9လို့ကြမှာတော့2ခါအဲ့တော့ဒီ3လုံးပေါင်း2ကိုဒီ3လုံးပေါင်း2လို့ကစားတဲ့အချိန်မှာလဲ3ရ2ရ9ရ2လို့ကစားလိုက်တဲ့အတွက်360လို့အောင်သွားတာ ਨੇ သူ့အောင်မှာ3နှစ်ခွန်းဆိုတဲ့ကဏ္ဍဆို3ကတ်စက်တိုက်ဒါနှစ်ပွဲသားပေါ့နှစ်သီးသားခေါ်တာပေါ့နော်အောင်သွားတယ်ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီ4ကတ်မြောက်မှာရှေပေါင်း9ကသူကစားခဲ့ပြီးဖြစ်တဲ့အတွက်ဒီရှေပေါင်း9ဒီနေရာမှာရှေပေါင်း9ကစားဖို့အတွက်ကိုဒီ3ည9 9 3ညက3ည9လို့လှန်ကြမယ်လှန်ကြပြီးတာ ਨੇ ဒီ3လုံးပေါင်းချင်းဒီ1လို့ဖြစ်ရမယ်ဆိုတော့2နောက်ပိတ်နော်ဒီ3လုံးပေါင်း1လို့ဖြစ်ရမယ်ဆိုတော့2နောက်ပိတ်9 3ည3ည9လို့လေလှန်ကြလိုက်ပြီဆိုရင်ဒီ3လုံးပေါင်းချင်း1ကြောင့်ဒီ3လုံးပေါင်းချင်း1လို့ဖြစ်မှာဆိုရင်ဒါတို့ကဒီမှာ6ထိပ်နော်6ထိပ်ဆိုတော့ကြတော့ဒီရှေပေါင်း9ရှေပေါင်း9ဆိုတော့ကြတော့ဒါ9ခါဩ6 9တွဲကို9 6တွဲလို့ရေးထားတယ်နော်မ6 9တွဲရေးရမှာ9 6တွဲလို့ရေးထားတယ်နေခဏနေအဲ့လေဟုတ်ပြီနော်အဲ့တော့ဒီ9 3ညက3ည9လို့လှန်ကြပြီးတော့ဒီ3လုံးပေါင်းချင်း1ကြောင့်ဒီ3လုံးပေါင်းချင်း1လို့ဖြစ်မှာဆိုရင်6ထိပ်ဒီ9ဒီ9ဖြစ်မှာဆိုတော့9ခါနော်ဒီ3လုံး1ကိုဒီ3လုံး1လို့ကစားခဲ့တဲ့အတွက်ဒီမှာ2ရ4ရှိတဲ့အတွက်ဒီကခွန်းလို့ပိတ်လိုက်အဲ့တော့3ည9 2ဆိုတဲ့ကဏ္ဍထွက်ခဲ့တဲ့ဆိုရင်နောက်ပွဲမှာ6 9ခွန်းဆိုတဲ့ကဏ္ဍကိုကစားပြအောင်ကစားရမှာပေါ့နော်ကဲအဲ့တော့၄ကစီးကြိုက်တဲ့မိတ်ဆွေတွေအတွက်ကိုဒါဥနိုင်ရဲ့နော်ဘာပေါ့နှစ်သီးစားမှုလေးကိုဒါဥနိုင်ရဲ့စိတ်ကူးပုံဖော်တာလေးကိုဒါဥနိုင်လှလှပပကစားပြလိုက်တယ်ပေါ့နော်ကြိုက်တဲ့မိတ်ဆွေတွေကထည့်ပြီးကစားပါအဲ့ဒီတော့သူ့ရဲ့ကစားကွက်ကလုံးဝရိုးရှင်းထားတဲ့အတွက်ကိုမဖြစ်မနေဒီပွဲမှာ3ည9နှစ်ဆိုတဲ့ကဏ္ဍကစားကိုကစားမှာပါအဲ့ဒါကြောင့်ဥနိုင်ရန်ကွက်ထဲမှာထည့်ပေးလိုက်တယ်6 3ညဒီ3ည6လို့လှန်ကြပြီးရတယ်ဒီ3လုံး4ကိုဒီ3လုံး4ဒီ3လုံး4လို့ဖြစ်တဲ့အချိန်မှာဒီ9ကလည်းဒီ9လို့ကစားမယ်ဒါနှစ်ပွဲနော်ဒုတိယအကမှာ3ည1က1 3ညလို့လှန်ကြပြီးတော့ဒီ3လုံး3ဒီ3လုံး3ဒီ3လုံး3လို့ဖြစ်တဲ့အချိန်မှာဒီ9ကဒီ9နဲ့နှစ်ပွဲသားနော်အခုဒီမှာဒီ63က36လို့လှန်ကြတယ်ဒီ3လုံးပေါင်းချင်းက2ဒီ3လုံး2ဒီ3လုံး2လို့ဖြစ်တဲ့အချိန်မှာဒီ9ဒီ9ဟုတ်ပြီဒါဆိုရင်ဒီမှာဒီ9 3ည3ည9လို့လှန်ကြပြီးတော့ဒီ3လုံးပေါင်း1ဒီ3လုံးပေါင်း1ဒီ9ဒီ9ဒီ3လုံးပေါင်း1ဆိုတော့ဒါ3ည9နှစ်ဆိုတဲ့ကဏ္ဍလေးဒါနော်အောင်ခဲ့မယ်ဆိုရင်နောက်ပွဲမှာ6 9ခွန်းဆိုတဲ့ကဏ္ဍလေးကိုထိုးပြအောင်ထိုးလိုက်ကြပေါ့ဗျာကဲဒါနှစ်သီးစားမှုလေးကိုဒါဥနိုင်ကပြပေးလိုက်ပါတယ်နော်ခုဥနိုင်ပြပေးတာ3ည9နှစ်ဆိုတဲ့ကဏ္ဍပေါ့ဗျာကဲဟုတ်ပြီဒီမှာနော်3ည9နှစ်ဆိုတဲ့ကဏ္ဍလေးကိုဒါဥနိုင်ကတဲ့ပေါ့နော်ဒါ3ည9နှစ်တဲ့3ည9နှစ်တဲ့ထွက်ခဲ့တဲ့ဆိုရင်နောက်ပွဲမှာနော်ဒီကောင်ထွက်ခဲ့တဲ့ဆိုရင်နောက်ပွဲမှာ6 9ခွန်ဒါ6 9ခွန်ကတော့ခဲတံလေးနဲ့ပဲဒါဥနိုင်ဝိုင်းခဲတံလေးနဲ့ပဲရေးပြခဲ့မယ်ပေါ့ဒါ6 9ခွန်နောက်ပွဲနော်ဒါ3ည9နှစ်ထွက်မှထိုးရမှာ3ည9နှစ်မထွက်ရင်မထိုးရတော့ဘူးဒါပြီးပြီ3ည9နှစ်မထွက်ရင်အဲ့ဒါမထိုးရဘူးပေါ့နော်အဲ့တော့အခုဥနိုင်ပြခဲ့တာဒီ9 3ည3ဆိုတဲ့ဝမ်းချင်းက2မျိုး9 3ည3ဝမ်းချင်း2မျိုးပြခဲ့တယ်နော်အဲ့တော့9 3ည3ဝမ်းချင်းနဲ့3ည9နှစ်ဆိုတဲ့ကဏ္ဍလေးကစားကွက်လေးကိုပြခဲ့တယ်နောက်တစ်ခုရှစ်က9လုံးကြမဲ့မူပြတာအကြောင်းရှိလို့ပြတာဥနိုင်ဒီပွဲမှာဥနိုင်ကစားမဲ့အော်ဂနန်က8တလုံးအပါနဲ့ကစားမှာပေါ့နော်အဲ့တော့ဥနိုင်
organ ဒီရှစ်တလုံးအပါနဲ့ကစားမှာဖြစ်တဲ့အတွက်ကိုဒါရှစ်က9လုံးကြံတဲ့မူကိုချပြခဲ့တယ်နောက်တစ်ခုဒီဦးနိုင်ရဲ့မိတ်ဆွေတွေဦးနိုင်ပြောချင်တာကဒါခုပထမ6လ12ကြိမ်ထိအောင်ဒါပြီးခဲ့ပြီဒီကြိမ်ကနေပြီးတော့12ကြိမ်ထိအောင်လက်တွဲထားတဲ့မိတ်ဆွေတွေနော်အခုဒီပွဲမှာ73ကြိမ်ကနေပြီးနှစ်ကုန်တဲ့ထိအောင်ဒါဦးနိုင်ကပို့ပေးဖို့အတွက်ကိုအင်တာနက်ဖို့မရှိတော့ပါဘူးအဲ့တော့ Viber ကမိတ်ဆွေတွေရောဦးနိုင်ရဲ့ဒီ Messenger ကပို့နေတဲ့မိတ်ဆွေတွေရောဦးနိုင်နဲ့အတူတူထပ်ပြီးလက်တွဲမဲ့ဆိုရင်ဒုတိယ6လစာကို2000ခွဲထပ်ပြီးပေးရပါမယ်နော်အခုဦးနိုင်ကပါဒုတအော်ဂနန်ဗီဒီယိုဖိုင်လေးတွေလည်းအရန်နဲ့ရိုက်ပြီးသွားပါပြီနှစ်ကုန်ထိလက်တွဲထားတဲ့မိတ်ဆွေတွေကိုလည်းပို့ထားပြီးပါပြီဦးနိုင် 3D ဂရုထဲမှာရှိတဲ့မိတ်ဆွေတွေကို6ရက်နေ့ကိုဦးနိုင်ကဒါလိုက်ရှိုးပြမှာပေါ့နော်ဦးနိုင်ရဲ့ပါဒုတအော်ဂနန်ကိုလိုက်ရှိုးပြမှာအဲ့တော့ဦးနိုင် 3D ဂရုထဲမှာရှိတဲ့မိတ်ဆွေတွေဒီနေ့4ရက်နေ့ပေါ့နော်မနက်ဖြန်5ရက်နေ့မှာဦးနိုင်နဲ့အတူတူနှစ်ကုန်တဲ့ထိအောင်လက်မတွဲလို့တဲ့မိတ်ဆွေတွေစရင်မပေးတဲ့မိတ်ဆွေတွေကိုမနက်ဖြန်နေ့လယ်12နာရီမှာဦးနိုင် 3D ဂရုတွေကနေပြီးတော့ဒါဒီအပြင်မှာကျွန်တော်ဦးနိုင်ကထုတ်လိုက်တော့မှာပေါ့နော်ကဲဟုတ်ပါပြီအဲ့ဒါလေးလည်းပြောချင်ပါတယ်အဲ့တော့ဦးနိုင်ရဲ့မန်ပါအဖွဲ့ဝင်မိတ်ဆွေတွေဦးနိုင်ရဲ့မန်ပါကတ်ထဲမှာဒီကနန်းလေးတွေမပါသေးပါဘူးဦးနိုင်မန်ပါကတ်တွေပို့ပြီးသွားပါပြီနော်ပါဒုတအော်ဂနန်မန်ပါကတ်တွေပို့ပြီးပြီပထမဦးဆုံးတစ်ခွက်အနေနဲ့3.5နှစ်တစ်ခွက်ကိုပြလိုက်ပါတယ်ကဲအားလုံးပဲဦးနိုင်နဲ့အတူတူလက်တွဲခြင်းနဲ့မိတ်ဆွေတွေနော်အခုအချိန်ကစပြီးတော့နှစ်ကုန်တဲ့ထိအောင်2000ခွဲကျပ်ပါနော်အဲ့တော့ဦးနိုင်ဒီဖုန်းနံပါတ်လေးနဲ့ကေပေးဝေပေးအကောက်ဖွင့်လာပါတယ်အဲ့တော့ညံ့လာခဲ့ပါလို့ဖိတ်ခေါ်ရင်းနဲ့ဒါဦးနိုင်ရဲ့ပထမ like ကလေးကိုဒီမှာတင်မဲ့အဆုံးသတ်လိုက်တော့မယ်နော်ကဲအားလုံးပဲတက်ရှိကျမ်းမှာချမ်းသာကြပါစေဦးနိုင်နဲ့အတူမကြာခဏကံတူလို့အကျိုးပေးပါစေလို့ဆုတောင်းရင်းနဲ့ပဲဦးနိုင်ရဲ့ like ကလေးကိုတင်လိုက်ပါတော့မယ်နော်